ဟုတ်ပါဖြစ်တယ်ဘယ်ရလာတာလဲမင်္ဂလာတော်ကအောက်ကလေးပါဖြစ်လို့လဲဟောပန်းနိုင်ကြီးကျဟောအောက်ပါဖြစ်လို့ပုထုပြုနေကြမှာဒီပြောင်းလေးဝယ်ရမှာလားဒီပြောင်းလေးဝယ်ရမယ်ဒီနှမျိုးလေးဝယ်ရမယ်ပတ်စံမရှိလို့ဟောဒါတွေလည်းမဝယ်နိုင်ဘူးအောက်ပတ်စံယူမလားစေးလေးနဲ့စေးကတော့လိုက်စစ်ပေးပြီးတော့စေးပဲဝယ်ပေးမှာဩပတ်စံမယူစေးပဲဝယ်ပေးတာအတော့ပါလေဟိုပါသားသမီးဘယ်နှစ်ယောက်မွေးလာတာယောက်တည်းမွေးလာယောက်ျားနဲ့ဆက်တယ်ဩယောက်ျားနဲ့ဆက်တယ်မရဘူးပြီးတော့ဆက်လေးလေးပေါင်လာဘာပေါင်လာလားဟောဆက်ချုပ်တယ်လားဟာဆက်ချုပ်တာကိုအဲ့ဆက်ချုပ်တော့ခလေးလေးသိအောင်တောက်ဖို့ဆိုပြီးတော့ပေါင်လာတာဟာဘယ်လောက်နဲ့ပေါင်လာတာ3သိန်းနဲ့ပေါင်လာလားဟုတ်ကဲ့ဘာမှပြောဟုတ်တယ်ဘာဥစားလေးဒီမှာလမ်းသွားနေတွေ့ကြပါလားဟုတ်နော်လေးစေးဖို့ဒီနှလုံးနဲ့ကြားဖို့နှလုံးတွက်ကြားဖို့ရေဒီကြောင်းလေးတွေစေးလေးတွေဝယ်ဖို့ရေအတက်ကြလေးဝယ်အဲ့ဒါအတက်လေးထည့်ဒီဘူးလေးတွေဝယ်ဖို့ဒီဘူးလေးတွေဝယ်ဖို့ဟာဒီဘူးလေးကဘယ်လောက်ပေးရလဲအဲ့ဘူးလေးကငိုတော့3000ပတ်ဝန်းကျင်ရှိတယ်ဒါလေးကအဲ့ဒါလေးက6000ပတ်ဝန်းကျင်ဒါပပိန်ကိုကိုတို့မြင်ရတယ်ပူပေးသေးတယ်ပြီးခဲ့တဲ့ဘက်ကလေး3သိန်းခွဲပြီးတယ်လေပြီးခဲ့တဲ့ဘက်3သိန်းခွဲပူပေးတာအဲ့ဒါသူ့ကိုဟဲလပင်းမှာသွားပြလိုက်တယ်သွားပြပြီးစေးတွေဝယ်ရမှာမဝယ်ရသေးတာပေါ့နော်ပြီးတော့တပတ်စာတော့ရခဲ့တယ်စေးဟုတ်ပါနော်အမအခုပါလဲဟိုအလုံးလုံးတဲ့ဆက်လေးပေါင်လာတာလားဟာဒါဆက်ပေါင်လာတာတက်ရွေးလိုက်နော်3သိန်းနဲ့ကောင်းနော်ဒါ3သိန်းနဲ့ကောင်းဒါကခလေးစိတ်ကူဖို့နော်ဒီမှာတက်ဆေးဝယ်ဖို့ရောအကုန်ထည့်ပေးလိုက်တယ်နော်5သိန်းနော်အလူကျမ်းမာကျမ်းသာကြပါစေနောက်လည်းဒီတက်မကတူနိုင်ပါစေဒါခုနှစ်သားသမီးတွေပြည်လေးပြပရောက်တွေအားလုံးပေါင်းစုပေါင်းပြီးတော့တူလာတာပေါ့နော်ဟုတ်အရှင်းမလေးစုတောင်းပေးပါဟုတ်ခုနှစ်သားသမီးတွေအကုန်လုံးကျမ်းမာကျမ်းသာကြပါစေဒီတက်မကလည်းတူနိုင်တန်းနိုင်ပါစေနော်ဒါလည်းရှိနေတော့ပါဒါကိုစိတ်ကူတာလည်းဒီရလည်းရှိနေတော့တော်တော်လေးကိုအခက်အခဲရှိတယ်ဒါကြရတယ်ဟိုလိုက်ပါလေသမီးပတ်စံပေးဘူးလားရောပတ်စံပေးရောဟောဆက်ချုပ်တာလားဆက်လေးပြန်ရွေးလိုက်နော်မနော်ဟိုဆက်လေးပြန်ရွေးပြီးတော့အလုပ်လေးပြန်လုပ်နော်ဆိုတော့ဆက်ချုပ်တာတွေပြန်ပြီးတော့လက်ခံပြီးသွားတာနဲ့ဟိုဗာလဲကျွေးမယ်ငင်းလေးဗာလဲလက်ခံပြီးတော့ကျွေးပြီးသွားရင်ဒီကလေးအတွက်လေးအကောင်းဆုံးပြအောင်ပြီးတော့သေးဖို့လေးနဲ့နော်ရှာကြည့်နော်ယောက်ျားဘယ်လိုလုပ်ပြောရတာဟောယောက်ျားပါစစ်တာဆက်ပြန်ရွေးလိုက်နော်အဲ့ဒါလေးပြင်းချင်းတယ်နော်အားပြီးတော့လာပြီးတော့ကြည့်ပြမှာပေါ့နော်ဟိုဗာလဲဆက်ချုပ်တဲ့တနေ့ဘယ်လောက်ရဩစေကူပါကိုရတာဗောနော်အခုပုထုဝေးထားတဲ့ပတ်စံလေးကိုဆက်ချုပ်ဖို့ရွေးလိုက်ရွေးပြီးတော့လာတော့ဒီနော်ဥပတင်းတိုက်မယ်နော်ပြန်ဝါပေးလိုက်နော်တိုက်မယ်နော်ဥပတင်းတောက်ချင်တိုက်မယ်ဒီနားမှာလိုက်ဝင်ပြီနော်ဥပဒေလဲဝယ်လိုက်သမီးလေးစေးသားဖို့လဲဝယ်လိုက်အမလည်းဆက်ချုပ်ဖို့လဲဟိုဆက်ရွေးလိုက်